ကွန်ပျူတာလည်းငါပါတရားတော့ကျွန်တော်ရဲ့ channel အသစ်ပေါ့နော် channel အသစ်ဆိုတာကဘာကြောင့်ကျွန်တော် channel အသစ်လောက်လိုက်လဲဆိုလို့ရှိရင်ဒီ channel ပေါ့နော်အဓိက main ကျွန်တော်ပြောရမယ်ဆိုလို့ရှိရင် Mother1S channel ပေါ့နော်ဒီ channel ကကျွန်တော်ကဒီပေါ့နော် history အကြောင်းနဲ့ပတ်သက်တာတွေတင်တယ်ပြီးတော့ဒီလူမျိုးစုအကြောင်းတွေနဲ့ပတ်သက်တာတွေတင်တယ်ဘာသာရေးအကြောင်းတွေနဲ့ပတ်သက်တာတွေတင်တယ်ဒါပေမဲ့ကျွန်တော်ရဲ့လိုချင်တဲ့ဟိုဟာတွေကို type ထဲမဝင်ပါဘူးပေါ့နော်ကျွန်တော် YouTube လောကတွေကိုအရင်ဆုံးစဝင်တာကဘာအကြောင်းနဲ့ကျွန်တော်စဝင်လဲဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel ပေါ့နော်ကျွန်တော်ရဲ့ channel မှာဆိုလို့ရှိရင်ဒီ food politics နဲ့ပြောရမယ် plastic politics နဲ့ပြောရမယ်ပြီးသွားလို့ရှိရင်ဒီအစားအသောက်တွေနဲ့ပတ်သက်တဲ့ politics တွေပြောရမယ်ဆိုပြီးကျွန်တော်ကတော့ဒီ channel ထောင်ခဲ့တာဖြစ်တယ်ပေါ့နော်ဒါပေမဲ့usually ပေါ့နော်ဒီ channel က turning ဖြစ်သွားတာ turning ဖြစ်သွားတာဆိုတာကဘယ်လိုလဲဆိုလို့ရှိရင်ကို channel ရဲ့ရည်ရွယ်ချက်တစ်ခုနဲ့လာတယ်ဆိုပြီးမြဲဘယ်လိုဖြစ်သွားလဲဆိုလို့ရှိရင်ဒီဘာသာရေးအကြောင်းနဲ့ပတ်သက်တာတွေပဲဖြစ်ဖြစ်လူမျိုးရေးအကြောင်းနဲ့ပတ်သက်တာတွေဖြစ်ဖြစ်ပြောရလို့ရှိရင်ဒီနိုင်ငံရေးနဲ့ပတ်သက်တဲ့အကြောင်းတွေပေါ့နော်နိုင်ငံနဲ့ပတ်သက်တဲ့ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ interesting facts တွေပြောတဲ့အချိန်တွေဖြစ်ဖြစ်ပေါ့နော်ဒီအရင်နဲ့ပတ်သက်ပြီးပြောတယ်ဆိုလို့ရှိရင်ကျွန်တော် channel က video တွေက reach ဖြစ်တယ်လိုချင်တဲ့ target audience ရှိရောက်တယ်ပေါ့နော်အဓိက main ပြောချင်တာကဒီအကြောင်းတွေနဲ့ပတ်သက်တယ်ဆိုလို့ရှိရင်ပေါ့နော်ဒီအကြောင်းတွေနဲ့ပြောတယ်ဆိုလို့ရှိရင်ကျွန်တော် channel ပေါ့နော်ဒီ channel ကိုကြိုက်လို့ဆိုပြီး subscribe လုပ်ထားတဲ့လူတွေအတွက်ကိုအဓိကဒီ video တွေကသွားပြီးဖြစ်တယ်ဒါပေမဲ့ကျွန်တော်အခုနပြောသလိုပေါ့အစားအသောက်အကြောင်းနဲ့ပတ်သက်တာတွေပဲဖြစ်ဖြစ်ဒီ plastic အကြောင်းနဲ့ပတ်သက်တာတွေပဲဖြစ်ဖြစ်လူတွေအတွက်ဂရုပြုစရာအကြောင်းတွေပဲဖြစ်ဖြစ်ပြောတဲ့အချိန်ကျတော့ပြောလို့မရအောင်ဖြစ်သွားတယ်ပေါ့နော်။ဘာကြောင့်ပြောလို့မရဘူးလဲဆိုတော့ကျွန်တော်ဒီ video တွေတင်တဲ့အချိန်ကျရင် YouTube ရဲ့ algorithm ကဒီ audience တွေစီကိုသွားမပေးဘူး။ဒါပေမဲ့ဒီ audience တွေကကျွန်တော်ရှိကိုဘာကြောင့် subscribe လုပ်လဲဆိုရင်ဒီလူမျိုးရေးအကြောင်းတွေပြောမယ်ဒီဘာသာရေးအကြောင်းတွေပြောမယ်ဒီလူဘယ်လိုပြောမလဲဒီလိုမျိုးတမိုင်းအကြောင်းနဲ့ပတ်သက်တာတွေပြောမယ်ဒီမြန်မာနိုင်ငံပတ်သက်တာအကြောင်းတွေပြောမယ်ဆိုပြီး subscribe လုပ်ထားတာဖြစ်တဲ့အတွက်ကိုကျွန်တော်ဒီအစားအသောက်အကြောင်းတွေနဲ့ပတ်သက်တာပဲဖြစ်ဖြစ်ဒီဂယူး size တွေက plastic fast တွေနဲ့ပတ်သက်တာပဲဖြစ်ဖြစ်ကျွန်တော်ပြောတဲ့အချိန်ကျတော့ view လည်းမသွားသလို reach လည်းမဖြစ်ဘူး algorithm ကလည်းသွားပြီးတော့suggest မလုပ်ပေးဘူးပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ကဒီနေ့ကျွန်တော် team တစ်ခုလုံးပေါ့နော်ဆုံးဖြတ်ပြီးတော့ကျွန်တော်တို့channel တစ်ခုထောင်လိုက်ခြင်းဖြစ်တယ်ပေါ့နော်အဓိက main ပေါ့ဒီ safety tips ဆိုတဲ့ channel ပေါ့နော် community ကိုကျွန်တော်က channel နှစ်ခုပေါ့နော်ဟိုဘက်မှာကျွန်တော် history ဘိုင်းနဲ့ပတ်သက်တာဖြစ်ဖြစ်လူမျိုးရေးအကြောင်းနဲ့ပတ်သက်တာဖြစ်ဖြစ်ဘာသာရေးအကြောင်းနဲ့ပတ်သက်တာဖြစ်ဖြစ်မြန်မာနိုင်ငံအကြောင်းနဲ့ပတ်သက်တာဖြစ်ဖြစ် scan နဲ့ပတ်သက်တာဖြစ်ဖြစ်ကျွန်တော်တင်ပြမယ်ပေါ့နော်ဒါပေမဲ့ဒီ channel မှာပေါ့နော်ဒီ channel မှာကျွန်တော်တို့ကဘာကို focus လုပ်ထားလဲဆိုလို့ရှိရင်အစားအသောက်နဲ့ပတ်သက်တာတွေပေါ့နော်အဓိက main ပေါ့အစားအသောက်နဲ့ပတ်သက်တာတွေအစားအသောက်တွေရဲ့ကောင်းကျိုးတွေဆိုးကျိုးတွေအစားအသောက်တွေရဲ့ကောင်းကျိုးတွေဆိုးကျိုးတွေပြီးသွားလို့ရှိရင်ကျွန်တော်တို့ရဲ့ကလေးတွေအတွက်ပေါ့နော်ကလေးတွေနေ့စဉ်စားသုံးနေတဲ့ပစ္စည်းတွေပေါ့ဒီဟာတွေကိုကျွန်တော်တို့အဓိက target တွေရည်ရွယ်ထားတာဖြစ်တယ်ပြီးတော့လူကြီးတွေပေါ့နော်လူကြီးတွေကဒီနေ့ခေတ်ကြီးမှာကျွန်တော်တို့မြန်မာနိုင်ငံမှာစားတောက်နေရတဲ့ပစ္စည်းတွေပေါ့နော်စားတောက်နေရတဲ့ပစ္စည်းတွေတော့၎င်းပြီးသွားလို့ရှိရင်သုံးဆောင်နေရတဲ့ပစ္စည်းတွေတော့၎င်းဘာမှမယုံရတော့တဲ့ပုံစံလေးဖြစ်နေ scam တိတိလေးတွေဖြစ်နေတယ်ပေါ့နော်scam ဆိုတာကဘယ်လိုပြောရမလဲဆိုရင် scam ရဲ့ရည်ရွယ်ချက်ကဘာလဲဆိုရင်ယုံကြည်အောင်လုပ်ပြီးတော့လိမ်နေတာပေါ့နော်ဒါကို scam လို့ခေါ်တယ်ပေါ့အဲ့ဒီတော့ကျွန်တော်တို့ဒီ scan နဲ့ပတ်သက်တဲ့အကြောင်းတွေကျွန်တော်တို့ဖော်ထုတ်ပြောပြဆိုရမှာဖြစ်တယ်ပြောရလို့ရှိရင်လူကြီးတွေတောက်တဲ့ဆေးတွေပေါ့နော်လူကြီးတွေတောက်တဲ့ဆေးတွေကဘလို့လဲပတ်ပြီးတော့တောက်ရတယ်ဆိုတဲ့အကြောင်းပြီးရင်ကျွန်တော်တို့လူငယ်တွေလူရွယ်လူလက်ပိုင်းတွေပေါ့နော်ကျွန်တော်တို့ဘလို့စီးပွားရေးအကွက်မှာထားပြီးသုံးသွားပါတယ်ဆိုတဲ့အကြောင်းတွေကိုကျွန်တော်တို့ဖော်ထုတ်ပြောဆိုသွားမှာဖြစ်တယ်ဒီလိုမျိုးအစားတောက်နဲ့ပတ်သက်တာပဲဖြစ်ဖြစ်နေ့စဉ်သုံးဆောင်နေတဲ့ပစ္စည်းတွေနဲ့ပတ်သက်တာပဲဖြစ်ဖြစ်ပေါ့နော်ဒီအကြောင်းတွေနဲ့ပတ်သက်ပြီးသိကျင်စရာတွေသိလို့စရာအကြောင်းတွေအကုန်လုံးဒီ channel မှာပဲတင်သွားမှာဖြစ်တယ်ပေါ့နော်ဒီ channel တစ်ခုမှာကျွန်တော်လုံးဝတင်သွားမှာမဟုတ်တော့ပါဘူးဒီအကြောင်းမှာကျွန်တော်ခုနပြောသလိုလူမျိုးရေးဘာသာရေးပြီးသွားလို့ရှိရင်နိုင်ငံနဲ့ပတ်သက်တဲ့အကြောင်းတွေပေါ့နော်ပြီးသွားလို့ရှိရင်ဒီ scan နဲ့ပတ်သက်တဲ့အကြောင်းပေါ့ scan မဲ့ဆိုတာကဒီဘယ်လိုပြောရမလဲဆို TikTok တို့ YouTube တို့ပေါ့နော်ပြီးသွားလို့ရှိရင်တခြား Facebook တို့ဘာလို့မှာဘယ်လိုလူတွေ scam လုပ်တယ်ဆိုတဲ့အကြောင်းကျွန်တော်တို့ဒီ channel တစ်ခုမှာပဲတင်သွားမှာဖြစ်တယ်ဒီထဲမှာဘယ်လိုပဲမဆိုလူတွေရဲ့အစားအသောက်အသုံးဆောင်ပစ္စည်းကိုပဲအဓိကဦးတည်ပြီးပြောသားမှာဖြစ်တယ်ဒီ channel က community တို့အတွက်လုံးဝအသုံးဝင်မယ်လို့ကျွန်တော်တို့မျှော်လင့်မိရဲ့အဲ့တော့ဒီ channel ကိုကြည့်နေတဲ့ community တို့အားလုံးဒီ channel လေးကို support လုပ်ပြီး subscribe လုပ်ပေးပါအောင်ပေါ့နော်အဓိက main ဒီ safety tip channel လေးပေါ့အစားအသောက်နဲ့ပတ်သက်ပြီး community တို့ doubt ဖြစ်စရာရှိတယ်ဆိုရင်ကျွန်တော် safety tip channel မှာလုံးဝ upload လုပ်ပေးသွားမှာဖြစ်တယ်အတက်နိုင်ဆုံးအကောင်းဆုံး journey တစ်ခုကိုကျွန်တော်တို့ရှောင်နေတယ်လို့ကျွန်တော်တို့မျှော်လင့်မိတယ်ပေါ့နော် community တို့ရေအများဆုံးအတက်နိုင်ဆုံးဒီ safety channel ကိုလည်းဒီ channel ကို support လုပ်ပေးသလိုပဲဒီ channel ကိုလည်း support လုပ်ပေးပါဦးเนาะကဲဒီအစားအသောက်နဲ့ပတ်သက်တဲ့ channel မှာအမြဲ video တင်သွားမှာဖြစ်လို့ဒီ channel လေးကိုလည်း support လုပ်ပေးပါဦးထပ်ပြီးတော့ဒီအကြောင်းတွေသိစရာရှိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ comment တွေမှာတစင်ဖြစ်ဖြစ်ဒီ channel ရဲ့ comment မှာပဲဖြစ်ဖြစ်ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျ TikTok မှာကြတော့ဒီအကြောင်းတွေပတ်သက်ပြီးတော့ channel တစ်ခုထဲမှာပဲ upload လုပ်သွားမှာဖြစ်တယ်ပေါ့နော်ကျွန်တော်ဒါအသိလာပေးခြင်းဖြစ်တယ်ပေါ့နော်